တော်လာလေးဟာပုံမှန်ဆိုရင်အနီရင်အောင်ရှိပါတယ်ပင်လယ်ရေအနက်ပိုင်းမှာအနီရောင်မမြင်နိုင်တဲ့အယောင်ဖြစ်တာကြောင့်သူဟာရေထဲလွင့်မျောနေတဲ့သစေတစ်ကောင်လိုပါပဲရန်သူကသူ့ကိုအလွယ်တကူမရှာတွေ့နိုင်ပါဘူးဒါပေမဲ့ရန်သူသူ့စီလာရောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာတော့အတော်လာဟာထူးခြားတဲ့အပြန်အအောင်အလင်းတန်းတွေကိုစဝိုင်းပုံစံတောက်ပအောင်ထုတ်လွှတ်ပစ်လိုက်ပါတယ်ဒီအလင်းဟာသူ့ကိုတိုက်ခိုက်နေတဲ့ရန်သူကို6လန့်ဖို့တွေမဟုတ်ပါဘူးပိုပြီးအစွမ်းထက်တဲ့အကူအညီတောင်းခံခြင်းပင်လယ်သမုဒ္ဒရာတွေကိုစကားပါလိုက်ခြင်းပဲဖြစ်ပါတယ်ဒီအလင်းတန်းကိုမြင်တဲ့အခါပူကြီးမားနေတဲ့ပင်လယ်ကြီးအောက်ကသားရဲကြီးတွေကင်းမွန်ဘလူးကြီးတွေရောက်လာပြီးတော့ဒီအတော်လာကိုတိုက်ခိုက်နေတဲ့တရဝါတွေကိုပြန်လဲအမဲလိုက်သွားကြပါတော့တယ်။တနည်းအားဖြင့်တော့ရန်သူထက်ပူကြီးတဲ့ရန်သူကိုခေါ်ပြီးတော့သူ့ရဲ့အသက်ကိုကယ်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။ဒီရေဂျယ်လီငါးရဲ့အလင်းထုတ်လုပ်ပုံကိုအတူယူပြီးတော့သိပ္ပံပညာရှင်တွေက electronic ကူးယူချက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီကိရိယာကိုပင်လယ်ထဲချလိုက်တဲ့အခါမှာတော့တခါမှအရှင်လက်လက်မမြင်ဘူးခဲ့တဲ့ဂျိုင်းရဲ့ကင်းမွန်ဘလူးကြီးကိုပထမဆုံးအကြိမ်ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ပါတော့တယ်။စဉ်းစားကြည့်ပါနမောင်လာတဲ့ပင်လယ်ပြင်ထဲမှာတစ်ဖြတ်သေးလက်သွားတဲ့လျှက်စီဟာရန်သူတွေအားလုံးကိုဖိတ်ခေါ်လိုက်တဲ့ဖိတ်စာမျိုးဖြစ်သွားမယ်ဆိုတာပေါ့